နွန်ထပူလီမျိုးဖလန်း9လမ်းမှာရှိတဲ့နမဲကြီးကော်ဖီဆိုင်တစ်ခုမှာအလုပ်လုပ်နေတဲ့ဝန်တန်းစောညီညီနိုင်အသက်22နှစ်ကိုအိမ်သားထဲမှာမိန်းကလေးတွေကိုဗီဒီယိုခိုးရိုက်မှုနဲ့ပြီးခဲ့တဲ့19ရက်နေ့နေ့လယ်3နာရီလောက်အချိန်မှာရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီးဖြစ်ပါတယ်။ဒီကိစ္စကအသက်18နှစ်အရွယ်မိန်းကလေးတဦးအိမ်သားသွားနေတုန်းခိုးရိုက်ခံနေရတာကိုရိပ်မိသွားပြီးအော်ဟစ်အကူအညီတောင်းရကနေစတာပါ။အဲ့ဒီအချိန်မှာပဲအိမ်သားပေါက်ကနေထွက်ပြေးဖို့ကြံစီနေတဲ့စောညီညီနိုင်ကိုအမိအယဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။တရားခံရဲ့ iPhone 11ကိုစစ်ဆေးလိုက်တဲ့အခါမှာတော့အားလုံးကအံ့ဩတုန်လှုပ်သွားကြပါတယ်။အမျိုးသမီးတွေရဲ့အိမ်သားတက်နေတဲ့ပုံနဲ့ဗီဒီယိုပေါင်းအပုတ်30ကျော်တောင်ရှိပြီးတရားခံနဲ့သူ့ရီးစားတို့ရဲ့ဗီဒီယိုမှတ်တမ်းများတွေလည်းလွန်ခဲ့တဲ့3လကျော်ကတည်းကစုဆောင်းထားတဲ့အသေးစိတ်ရုပ်သံမှတ်တမ်းတွေကိုတွေ့ရှိခဲ့ရပါတယ်။အာသာဖြစ်ယုံနေမကပဲရောင်းစားဖို့ပါကြံစီခဲ့ပါတယ်။တရားခံရဲ့ဝန်ခံချက်အရသူဟာစိတ်ဆန္ဒတွေထကြွလာတဲ့အခါအိမ်သားနဲ့ကက်လျက်အခန်းကနေချောင်းမြောင်းရိုက်ကူခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ရဲ့ထပ်မံစစ်ဆေးလိုက်တဲ့အချိန်မှာဒီဗီဒီယိုတွေကို Telegram ကနေတဆင့်ပြန်လည်ရောင်းချဖို့အထိစီစဉ်နေတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။လက်ရှိမှာတော့တရားခံကိုပုံမှန်များစွာနဲ့အမှုဖွင့်ထားပြီးဖြစ်ပါတယ်။ဒီဖြစ်ရပ်ဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာကိုယုံကြည်ရတဲ့သူကိုသွားနေကြနေရဆိုပြီးပေါ်ဆလို့မရဘူးဆိုတာကိုသတိပေးနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မိန်းကလေးတွေအနေနဲ့အပြင်မှာအိမ်သားဒါမှမဟုတ်အဝတ်လဲခန်းတွေအသုံးပြုတဲ့အခါပတ်ဝန်းကျင်ကိုတီးချသတိထားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။